လူတဦးသည်ရေရှိမှသာအသက်ရှင်နိုင်ပြီးရေမရှိလျင်သေဆုံးသွားမည်ဖြစ်တဲ့ကဲ့သို့၎င်းအောက်ဆီဂျင်ရရှိမှသာအသက်ရှင်နိုင်ပြီးအောက်ဆီဂျင်မရှိလျင်ဧကန်အမှန်သေဆုံးသွားမည်ဖြစ်တဲ့ကဲ့သို့၎င်းထို့အတူပင်လူသည်မိမိ၏ဝိညာဉ်တက်လွတ်ကြောင့်သာအသက်ရှင်နေခြင်းဖြစ်သည်ထိုဝိညာဉ်သည်လူခန္ဓာကိုယ်မှထွက်ခွာသွားသောအခါလူသည်သေဆုံးသွား၏လူတဦးသေဆုံးသောအခါမြေကြီးဖြင့်ပြုလုပ်ထားသောဤယုတ်ခန္ဓာသည်မြေကြီးသို့ပြန်လည်ရောက်ရှိသွားသကဲ့သို့ထာဝရဘုရားသခင်ထံမှရရှိထားသောထိုဝိညာဉ်သည်လည်းကိုယ်တော်ထံသို့မပြတ်မကွက်ပြန်လည်ရောက်ရှိရမည်ဖြစ်သည်သို့တော်လည်းမိမိကိုဝိညာဉ်ပေးသနာတော်မူသောထာဝရဘုရားသခင်ကိုမကိုးကွယ်ခဲ့ပါကထိုသူ၏ဝိညာဉ်သည်ထာဝရငါရဲမိအိုင်ငရဲထဲသို့ချပစ်ခြင်းခံရလိမ့်မည်ထိုမိအိုင်ထဲသို့ကြားရောက်ခြင်းကိုဒုတိယသေခြင်းဟုခေါ်ဆိုသည်ဗျာဒိတ်ကျမ်းအခန်းကြီး21အငယ်8လူဝိညာဉ်၏အရှင်သခင်ဖြစ်သောထိုဘုရားသခင်ကိုစစ်မှန်သောဘုရားသခင်ဟုခေါ်ဆိုသည်ဗျာဒိတ်ကျမ်းအခန်းကြီး2အငယ်29ရှင်ယောဟန်အခန်းကြီး14အငယ်6